တီဂီတာသံတွေကြားတိုင်းဝမ်းနဲ့သွားမိတဲ့ငါစိတ်မကောင်းမှုလူတွေပျော်ရွှင်ချမ်းမြေ့ရှိကြတဲ့အရာဘာများမှလဲငါကပဲမရှိခဲ့ငါတယောက်တည်းလွမ်းတွေနဲ့အကြီးကြီးတစ်ခုကိုငါထွေးပိုက်မေးဖြောက်ပြလိုက်စမ်းပါငါကပဲလူမိုက်လူတွေသစ္စာမရှိကိူနာမရှိတဲ့ဒီလိုခင်မျိုးတဲ့ငါတယောက်ပဲတလွဲကြီးနဲ့ဆိုခဲ့တော့ကတိတွေမပြည့်ပြုံးငါရေးပါစိတ်ကောင်းလေးထားမင်းပြန်သွားရောင်လုံးစဉ်းစားနဲ့တိတ်ကရဘူးဟုတ်လားအရှုံးနိုင်ဆိုတာဘဝချောင်းမျိုးမျိုးမင်းချုံမအမှန်နဲ့မှတွေ့ချပြောတယ်လို့နေတဲ့ပါလားပြုံးငါရေးပါစိတ်ကောင်းလေးထားမင်းပြန်သွားရောင်လို့မစင်စားနဲ့တိတ်ကမသားရဘူးဟုတ်လားအရှုံးနိုင်ဆိုတာဘဝချောင်းမျိုးမျိုးမင်းချုံမအမှန်နဲ့မှတွေ့ချပြောတယ်လို့နေတဲ့ပါအကြီးကြီးတစ်ခုကိုငါထွေးပိုက်မေးဖြောက်ပြလိုက်စမ်းပါငါကပဲလူမိုက်လူတွေသစ္စာမရှိကိူနာမရှိတဲ့ဒီလိုခင်မျိုးတဲ့ငါတယောက်ပဲတလွဲကြီးနဲ့ဆိုခဲ့တော့ကတိတွေမပြည့်ပြုံးငါရေးပါစိတ်ကောင်းလေးထားမင်းပြန်သွားရောင်လို့မစင်စားနဲ့တိတ်ကမသားရဘူးဟုတ်လားအရှုံးနိုင်ဆိုတာချောင်းမျိုးမျိုးမင်းချုံမအမှန်နဲ့မှတွေ့ချပြောတယ်လို့နေတဲ့ပါလားပြုံးငါရေးပါစိတ်ကောင်းလေးထားမင်းပြန်သွားရောင်လုံးစင်စားနဲ့တိတ်ကမသားရဘူးဟုတ်လားအရှုံးနိုင်ဆိုတာဘောချောင်းမျိုးမျိုးမင်းချုံမအမှန်နဲ့မှတွေ့ချပြောတယ်လို့နေတဲ့ပါလားမိတ်ဆွေတို့ပျော်နေကြတယ်ဆိုရင်ကောင်းပါလေတနေ့များဆင်းရဲဒုက္ခတွေကြားတဲ့ကနေပြန်လဲယုံထားကြဖို့စိတ်အားထပ်သန်လာခဲ့အောင်မယ်ဆိုရင်ကျွန်တော်အဆင်သင့်ရှိနေပါမယ်ပြုံးငါရေးပါစိတ်ကောင်းလေးထားမင်းပြန်သွားရောင်လုံးစင်စားနဲ့တိတ်ကမသားရဘူးဟုတ်လားအရှုံးနိုင်ဆိုတာဘဝချောင်းမျိုးမျိုးမင်းချုံမအမှန်နဲ့မှတွေ့ချပြောတယ်လို့နေတဲ့ပါလားပြုံးငါရေးပါစိတ်ကောင်းလေးထားမင်းပြန်သွားရောင်လုံးစင်စားနဲ့တိတ်ကမသားရဘူးဟုတ်လားအရှုံးနိုင်ဆိုတာဘဝချောင်းမျိုးမျိုးမင်းချုံမအမှန်နဲ့မှ